လူသားတို့မင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ဘောလုံးလောကရဲ့အငင်းပွားစရာအကောင်းဆုံးတစ်ချိန်တည်းမှာပဲအသင်းအတွက်အရေးပါဆုံးဖြစ်နေတဲ့ကစားသမားတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်သူကတော့ Manchester United အသင်းရဲ့ခေါင်းဆောင်ပေါ်တူဂီသား Bruno Fernandes ပါအခုနောက်ပိုင်း Bruno ကိုဝေဖန်တဲ့ကြားနေရပေမဲ့သူကတကယ်ပဲအသင်းကိုဒုက္ခပေးနေတာလားဒါမှမဟုတ်အသင်းရဲ့အားနည်းချက်အားလုံးကိုတယောက်တည်းရင်ဆိုင်နေရတဲ့သူရဲ့ကောင်းလားဆိုတာဒီနေ့ဗီဒီယိုလေးမှာကျွန်တော်အသေးစိတ်ပြောသွားမှာပဲဖြစ်ပါတယ် Bruno ရဲ့ဘောလုံးသမားဘဝကတကယ်တော့စိတ်ဝင်စားစရာကောင်းပါတယ်သူကပေါ်တူဂီမှာမွေးပေမဲ့နာမည်ကြီးအသင်းကြီးတွေစီတန်းရောက်သွားတာမျိုးမဟုတ်ပါဘူးအီတလီကနိုဗာရာဆိုတဲ့အသင်းငယ်လေးမှာစတင်ခဲ့ရတာပဲဖြစ်ပါတယ်အဲ့ဒီချိန်ကသူဟာဘောလုံးကိုတယောက်တည်းထိန်းချောင်းရတာကိုအရန်ကြိုက်တဲ့ကောင်လေးတစ်ယောက်ပါသူ့ရဲ့အပြောင်းလဲကတော့ Sporting FC ကိုပြန်လဲရောက်ရှိခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်အဲ့ဒီချိန်မှာသူကကွင်းလယ်လူတစ်ယောက်ဖြစ်နေပေမဲ့ဂိုးသွင်းတော့ကတိုက်စစ်မှုတွေထက်တောင်ပိုကောင်းနေခဲ့တာပါအဲ့ဒီတော့ကသူ့ကိုကွင်းလယ်ရဲ့စက်ရုပ်လူတောင်နာမည်ပြောင်ခေါ်ခဲ့ကြပါသေးတယ်2020ဇန်နဝါရီ Manchester United အသင်းဘလို့မှရှေ့ဆက်လို့မရခဲ့တဲ့အချိန်မှာ Bruno ကရောက်ရှိလို့လာခဲ့တာပါသူရောက်လာပြီးကတည်းက United ရဲ့ကွင်းလယ်ပုံစံကလုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်အရင်ကနှိကွေးလုံးတဲ့ United ဟာ Bruno ကြောင့်တိုက်စစ်ကိုမြန်မြန်ဆန်ဆန်ပြောင်းလဲနိုင်တဲ့အသင်းဖြစ်လာပါတယ်သူ့ရဲ့ key pass တွေဘောလုံးကိုအန်ရရှိတဲ့နေရာကိုပေးပို့နိုင်တဲ့စွမ်းဆောင်ရည်မြင့်မားတဲ့ presence တွေကြောင့် United ပရိသတ်တွေကိုအိမ်မက်တွေပြန်လဲမက်စေခဲ့တာပါဒါပေမဲ့အဲ့ဒီချိန်ကလေးကစပြီးသူကတယောက်တည်းပခုံးထမ်းတင်နေရတဲ့ဝန်ထုတ်ဝန်ပိုးတွေကလည်းစတင်ခဲ့တာပဲဖြစ်ပါတယ်လူတွေက Bruno ကိုဘာလို့အမြဲဝေဖန်နေကြတာလဲအဓိကအချက်ကတော့သူ့ရဲ့ body language ကြောင့်ပါပဲခွင်းထဲမှာအသင်းဘော်တွေကိုအော်ဟစ်နေတာဒိုင်လူကြီးကိုညှင်းခုန်နေတာမျိုးတွေကြောင့်ပရိသတ်တချို့ကသူ့ကိုစိတ်တူတက်တဲ့ခေါင်းဆောင်လို့မြင်ကြပါတယ်ဒါပေမဲ့တကယ်တမ်းစဉ်းစားကြည့်ပါအသင်းမှာဘောလုံးကိုဖန်တီးပေးမဲ့သူမရှိတဲ့အချိန်အရှုံးနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာအဲ့ဒီလောက်ထိစိတ်အားထက်သန်နေတဲ့ကစားသမားမျိုးကို United ကလိုအပ်နေတာတကယ်ပဲမဟုတ်ဘူးလားသူကအသင်းကိုချစ်လွန်းလို့နိုင်ကျင်လွန်းလို့စိတ်ထိမ့်မနိုင်ဖြစ်နေတာပါဒါဟာသူ့ရဲ့အားနည်းချက်ဖြစ်တယ်လို့တစ်ဖက်မှာလည်းသူ့ရဲ့အကြီးမားဆုံးအားသာချက်တစ်ခုပဲဖြစ်ပါတယ်ဒီတရားဒီလုံး Bruno Fernandes ရဲ့ကိန်းဂဏန်းတွေကိုကြည့်လိုက်ရင်တကယ်ကိုအံ့ဩစရာကောင်းတာပါပရီးမီးယားလိဂ်မှာတင်ဂိုးဖန်တီးမှုအကြိမ်20ထိလုံနိုင်ခဲ့ပြီဆိုတာဟာကွင်းလယ်လူတစ်ယောက်အတွက်တကယ်ကို monster ဆန်တဲ့စမ်းဆောင်ရည်ဖြစ်ပါတယ်ကွင်းထဲမှာသူဘောလုံးကိုကင်လိုက်တိုင်းအသင်းမော်တွေအတွက်ဂိုးရနိုင်မိမ့်မယ်လို့အခွင့်အရေးတစ်ခုခုအမြဲဖြစ်ပေါ်နေတာမျိုးပါအခုနောက်ဆုံးလက်ကျန်တပွဲပဲကြံတော့တဲ့အချိန်မှာပြည်သက်တွေကြားမှာစိတ်ဝင်စားနေတာက Bruno Fernandes တယောက်နောက်ထပ်ဖန်တီးမှုအချိန်20ထက်ကျော်လွန်ပြီးစံချိန်အသစ်တွေတင်နိုင်အောင်မလားဆိုတဲ့အချက်ပါပဲနောက်ဆုံးပွဲမှာသာသူထက်ပြီးဂိုးဖန်တီးမှုတွေဆက်လုပ်နိုင်အောင်မယ်ဆိုရင်ဒါမှမဟုတ်အသင်းရဲ့အနိုင်ရလက်အတွက်အဓိကအဆုံးဖြတ်ပေးမဲ့ဂိုးကိုပဲသူကိုယ်တိုင်သွင်းလိုက်နိုင်မယ်ဆိုရင်ဒီနောက်ဆုံးပွဲမှာလည်းသူအကောင်းဆုံးစွမ်းဆောင်ပြဖို့အဆင်သင့်ဖြစ်နေပုံပါပဲကွင်းလယ်မှာသူဖန်တီးပေးမဲ့ဘောလုံးတိုင်းဟာ United အသင်းအတွက်အသက်ရှူပေါက်တစ်ခုလိုပါပဲဒီဂိုးဖန်တီးမှုအချိန်20ဆိုတဲ့စံချိန်ကသူ့ကိုဒီနှစ်ရဲ့အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်အဖြစ်လုံးဝတက်တက်ပြနေတယ်လို့ပါပဲအနည်းချုပ်ရမယ်ဆိုရင်တော့ဗျာ Bruno Fernandes ဆိုတာ perfect ဖြစ်တဲ့ကစားသမားတစ်ယောက်တော့မဟုတ်ပါဘူးဒါပေမဲ့ United ရဲ့အခက်အခဲဆုံးကာလမှာအသင်းကိုပြစ်မသွားပဲလက်တွဲခဲ့တဲ့ကစားသမားဆိုတာတော့ခင်ဗျညင်းလို့မရပါဘူးသူ့ရဲ့ဂိုးသွင်းနှုန်းတွေ assist လုပ်ပေးမှုတွေနဲ့ကွင်းထဲမှာလှုပ်ရှားမှုတွေကိုကြည့်ရင်သူအသင်းအတွက်ဘယ်လောက်တောင်ပေးဆက်ကစားနေတယ်လဲဆိုတာလုံးဝကိုသိတာနေပါတယ်နောက်ဆုံးအနေနဲ့မေးချင်တာကမေ့ဆီတို့အမြင်မှာ Bruno က United ရဲ့အနာဂတ်အတွက်တကယ်ပဲမရှိမဖြစ်လိုအပ်တဲ့သူလို့ထင်ပါသလားဒါမှမဟုတ်အသင်းသက်တည်ဆောက်ဖို့အတွက်သူ့ကိုလက်လွတ်သင့်ပြီလားကိုယ့်ရဲ့အမြင်လေးတွေကို comment မှာဝင်ရောက်ဆွေးနွေးလေ့ကန်သွားလို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာမိတ်ဆွေတွေနဲ့အတူပြန်ဆုံချင်ပါသေးတယ်